ချိန်နှစ်ပြိုင်မှာအလုပ်တွေနောက်ကျနေပြီလားစိတ်ကူးတွေခန်းချောက်နေပြီလားအချိန်ကိုစီမံခန့်ခွဲပြီးတီထွင်ဖန်တီးမှုကိုမြင့်တင်ဖို့နည်းလမ်းတွေရှာပါအချိန်စီမံခန့်ခွဲမှုဘာကြောင့်အရေးကြီးသလဲအချိန်ကိုစနစ်တကျစီမံပါဖန်တီးမှုလွယ်ကူမဲ့စိတ်ဖိစီးမှုရော့မယ်တင်းရဲ့တီထွင်ဖန်တီးနိုင်စွမ်းကိုလေ့လာပါအချိန်စီမံ software တွေကတင်းအချိန်သုံးစွဲမှုပုံစံကိုမြင်သာစေပြီးအရေးကြီးတာတွေကိုအာရုံစိုက်နိုင်မယ်လုပ်ငန်းစီမံခန့်ခွဲမှုကျွမ်းကျင်အောင်လုပ်ပါအလုပ်တိုင်းမတူဘူးအရေးကြီးအရေးပေါ်ခွဲပြီးတီထွင်စွမ်းရင်ပြန်ယူပါစိတ်ကူးတွေပောက်ကွဲဖို့အာယုံစူးစိုက်ပါအာယုံစိုက်မှုကိုကာကွယ်ပါဖမတော်နဲသုံးကြည့်ပါ25မိနစ်အာယုံစိုက်5မိနစ်နားပါထပ်လုပ်ပါပြောင်းလဲပြင်လွယ်ရှိမှုနဲ့စီကံလိုက်ရောညီထွေရှိပါစေစီမံကိန်းကိုအဆင့်ခွဲပါနားချိန်ဇယားဆွဲပါစိတ်အားတက်ကြွခြင်းဆိုတာတီထွင်ဖန်တီးနိုင်တယ်အချိန်ကိုအနိုင်ယူပြီးစိတ်ကူးတွေကိုအသက်သွင်းလိုက်ပါမင်းရဲ့နီလန်းကသူများအတွက်စိတ်ကူးတစ်တွေဖြစ်လာမယ်ကျေးဇူးပြု၍မှတ်ချက်မှာနီလန်းတွေမျှဝေပေးပါ